ကျွန်တော်တို့လူသားတွေမှာအရွယ်ရောက်လာတာနဲ့အမျှဒုက္ခအကြီးကြီးပေးဖို့စောင့်ကြိုနေတဲ့ဂျိုးကောင်းတကောင်မွေးရပါလာတယ်ဆိုတာသိပါသလားသူ့ကိုမြင်လဲမမြင်ရတိလဲမတိသားပေမဲ့အချိန်တန်လာရင်တော့သူ့ရဲ့ဒုက္ခပေးမှုကိုအလူးအလဲခံရနိုင်ပါတယ်အဲ့ဒီဂျိုးကောင်းဆိုတာအခြားမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ရှစ်ခုမြောက်သွားပါပဲတချို့ကတော့အန်ဆုံးလို့လည်းခေါ်ကြပါတယ်90%သောလူတွေမှာအန်ဆုံးဟာအတိတ်မပေါက်ကြပါဘူးသူကခံရင်းအနောက်ဘက်အကြဆုံးမှာပေါက်တာဖြစ်ပြီးနေရာချင်းတဲ့အတွက်ဆောင်းပြီးပေါက်တာဘေးသွားတွေကိုတွန်းတာသွားပုံးထဲမှာပဲနစ်နေတာတွေဖြစ်တတ်ပါတယ်အဲ့ဒီခါမှာတော့အလွန်အမြင်နာကျင်ကြိုက်ခဲတာအစာစားရခတ်တာသွားပုံးတွေရောင်ရမ်းပြီးပြီးတီးတာတွေအထိဖြစ်လာနိုင်ပါတယ်ဒါပေမဲ့စဉ်းစားကြည့်ပါဒီလောက်အထုံးမဝင်ပဲဒုက္ခပဲပေးနေတဲ့အန်ဆုံးကဘာဖြစ်လို့ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိနေသေးတာလဲအဖြေကတော့ကျွန်တော်တို့ရဲ့ဘိုးဘေးဒီစီကိုပြန်သွားကြည့်ရမှာပါလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းမြတ်စွာကလူသားတွေဟာအသားစိမ်တွေမာကြောတဲ့အပင်အမြစ်တွေနဲ့အစစ်အဆန်တွေကိုဝါစားဖို့အတွက်တန်မာပြီးကြီးမားတဲ့မေယုံနဲ့အန်သွားများစွာလိုအပ်ခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကတော့အန်ဆုံးတွေဟာအစားအစာကြေဝါရမှာမရှိမဖြစ်အရေးပါခဲ့ပါတယ်ဒါပေမဲ့လူသားတွေဟာမီးကိုရှာဖွေတွေ့ရှိပြီးအစားအစာတွေကိုချက်ပွက်စားတောက်လာတဲ့အခါမှာတော့ကျွန်တော်တို့ရဲ့အစားတောက်ပုံစံကပျော်ပြောင်းလာပါတယ်ဒါကြောင့်မီးရိုးတွေဟာအရင်လောက်အလုံးမယုတ်ရတော့တဲ့အခါတဖြည်းဖြည်းနဲ့တီးငယ်လာပါတော့တယ်မီးရိုးတွေကတီးသွားပြီမဲ့တွားရည်အတွက်ကတော့မပြောင်းလဲပဲကြံခဲ့တဲ့အခါနောက်ဆုံးမှပေါက်လာမဲ့အန်ဆုံးအတွက်နေရမရှိတော့ပါဘူးဒါကြောင့်ပဲသူကနေရလူပြီးပေါက်တာတဝါတစ်ပြက်ပဲထွက်တာဘီးသွားတွေကိုဒုက္ခပေးတာတွေဖြစ်လာရပါတယ်ပြောရရင်သူကခိမမီတော့နဲ့ရှီဟောင်းပစ္စည်းတစ်ခုကဒီခေတ်မှာလာဒုက္ခပေးနေတယ်လို့ပါပဲဒီခေတ်မှာတော့လူတော်တော်များများကကြိုးတင်ကာကွယ်တဲ့အနေနဲ့ကြိုးတင်နှုတ်ထားကြပါပြီအတုံးမဝင်တဲ့အပြင်ဒုက္ခပါပေးနေတဲ့ဒီအန်ဆုံးကခုချင်းထိပါလာရတာကရှီခေတ်လူသားအနေကနေစင်ခဲပြောင်းလဲလာတဲ့ DNA ကြောင့်ဖြစ်ပါတယ် DNA တစ်ခုပြောင်းလဲဖို့ဆိုတာကလည်းနှစ်ပေါင်းထောင်ကြီးကြားမြင့်နိုင်ပါတယ် DNA ပြောင်းလဲလာဘူးစာတာကိုတော့အခုခေတ်လူသားချို့မှာမြင်ရနိုင်ပါပြီဥပမာယနေ့ခေတ်လူသားတချို့ကမွေးကလေးကနေအရွယ်ရောက်တဲ့အထိအန်ဆုံးနေပါမလာကြတော့ပါဘူးအင်မတန်မှကန်ကောင်းတဲ့လူတွေလို့ပြောရပါမယ်နောက်နှစ်ထောင်ပေါင်းများစွာကြာတဲ့အခါမှာတော့အန်ဆုံးဆိုတာလူသားတွေအတွက်ပုံမြင်တစ်ခုဖြစ်သွားနိုင်ပါတယ်ဆိုလိုတာကနောက်နှစ်တစ်ထောင်လောက်ဆိုရင်လူသားတွေမှာအန်ဆုံးပါလာတော့မှမဟုတ်ပဲသွား20ချက်ချောင်းတာပါရှိတော့မှဖြစ်ပါတယ်